အကျင့်၃မျိုးရှိထားရုံနဲ့ဘယ်မှာပဲအလုပ်လုပ်ပါအလုပ်ပဲလုပ်ကြီးပွားတိုးတက်မယ်လို့ပြောရဲပါတယ်အဲ့တော့အကျင့်၃မျိုးတော့မပြောခင်နှုတ်အေးကတော့ Facebook နဲ့ TikTok မှာ online marketing အကြောင်းတွေကိုသင်ပေးနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ရှင့်အဲ့တော့ဒီဗီဒီယိုကိုကြည့်ဖို့မအားဘူးဆိုရင်save ထားလို့လည်းရပါတယ်သို့မဟုတ် channel လေးကို subscribe လေးလုပ်ထားလိုက်လို့ရှိရင်ဗီဒီယိုကိုအမြဲတမ်းမြင်နေရမှာဖြစ်ပါတယ်ရှင့်အဲ့တော့အကျင့်၃မျိုးကပါလဲဆိုတာတော့ကြည့်ရအောင်မပြောခင်အခုကြည့်နေတဲ့သူတွေကရောဘာအလုပ်လုပ်နေကြလဲဘာစီးပွားရေးလုပ်နေကြလဲဆိုတာကိုလည်း comment မှာ sharing လေးရေးထားခဲ့လို့ရပါတယ်ရှင့်အဲ့တော့ဒီအကျင့်၃မျိုးကကိုယ့်ရဲ့ပဲအလုပ်နယ်ပယ်မှာပဲနေကိုယ့်ကြီးပွားတိုးတက်အောင်ကူညီပေးမယ်လို့ပြောချင်ပါတယ်နံပါတ်၁ကတော့ပါလဲဆိုတော့သိချင်စိတ်နော်ဆက်စုချင်စိတ်ဒီနေရာမှာမကောင်းတဲ့အရာတွေသူများအတင်းနေသူများရဲ့မကောင်းကြောင်းတွေကိုဆက်စုချင်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အလုပ်တိုးတက်ပြောင်းလဲဖို့နော်လိုအပ်တဲ့အရာတွေကိုသိချင်စူးစမ်းချင်စိတ်တွေရှိမှရမယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့နော်လေအခုကိုယ်တိုင်လည်းလုပ်ငန်းရှင်တယောက်ဖြစ်လာတဲ့ခါကျတော့လေဝန်ထမ်းအမျိုးမျိုးတွေ့ဖူးတယ်နော်တချို့ဝန်ထမ်းတွေကသူနဲ့မဆိုင်လဲတချို့တော့အလုပ်တွေတချို့တော့အရာတွေဆိုသူနဲ့မဆိုင်လဲတိချင်စအရင်များတဲ့ဝန်ထမ်းတွေရှိတယ်ပြောရမယ်ဆိုတချို့တော့လောက်ရမယ့်အရာဆိုသူနဲ့မဆိုင်ဒါပေမဲ့သူတိချင်တယ်သူနားလဲချင်တယ်အဲ့လိုမျိုးဝန်ထမ်းတွေလည်းတွေ့တယ်လို့တချို့တော့ဝန်ထမ်းတွေကလည်းငါနဲ့မဆိုင်ဘူးလေအဲ့လိုမျိုးနေတဲ့သူတွေလည်းရှိတယ်ပြောရမယ်ဆိုရင်ဘသူမှမမာဘူးဒါပေမဲ့လေကိုကဘယ်မှာပဲအလုပ်တိုးတက်ချင်စိတ်ရှိတဲ့သူနော်ဘယ်မှာပဲလုပ်တိုးတက်ကြီးပွားချင်တဲ့စိတ်ရှိတဲ့သူဆိုရင်တော့လေအားလုံးတချို့တော့အရာတွေဆိုရင်ကိုနဲ့ဆိုင်ချင်မဆိုင်လဲမတိုင်မဲ့တိလိုက်လို့ရှိရင်ကိုကိုပို့ပြီးတော့မှဘယ်လိုပြောရမလဲပဟုတုဒတိုးသွားစေမယ်ကိုအတွက်နောက်တစ်ချိန်မှာဒီအရာတွေကနော်အကျိုးရှိစေမယ်ဆိုလို့ရှိရင်နော်တိထားတာပိုကောင်းတယ်ဆိုလို့ရှိရင်တိချင်စိတ်လေးအဲ့လိုမျိုးမွေးတက်ရတယ်အကျင့်လေးလောက်ထားရတယ်ဥမာနောက်ဆိုရင်ဒီနေ့ဒီချိန်မှာဆိုရင်မနော်နောက်ဆိုရင်အမြဲတမ်းကိုပြောမယ်ဆိုရင်ကိုက online စီးပွားရေးလုပ်တာเนาะတချို့တော့နိုင်ငံရေးအကြောင်းတို့တချို့တော့ကိုစီးပွားရေးနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ဟာတွေဆိုရင်မသိချင်လို့လည်းရိုက်ဒါပေမဲ့တချို့တော့ဟာတွေတိထားလို့ရှိရင်ဒါတွေကြောင့်ငါစီးပွားရေးကဒီလိုဖြစ်လာလားဒါတွေကြောင့်ဒီလိုကုန်စည်နှုန်းတွေတက်ပြီးတော့ customer တွေရဲ့ဝယ်ချင်စိတ်တွေကဘယ်လိုဖြစ်သွားတာလဲဆိုပြီးတော့မှအကုန်လုံးသူကလေတိုက်ရိုက်မဟုတ်ရင်တော့တွယ်ဝိုက်နီးနဲ့ချိတ်ဆက်နေတဲ့အခါကြတော့လေတချို့တော့အရာတွေဆိုရင်တိထားလို့ရှိရင်လည်းမမားဘူးပေါ့နော်ဆိုတော့ဘယ်နေရာပဲရောက်ဘယ်အလုပ်ပဲလုပ်နေတိချင်စိတ်စူးစမ်းချင်စိတ်တွေအမြဲတမ်းမွေးထားပါလို့ပြောချင်ပါတယ်ရှင့်နံပါတ်1တစ်ချက်ကတော့အသစ်တော့အရာတွေကိုလည်းစိတ်တကားဖွင့်ပြီးတော့မှလက်ခံတတ်အောင်စ조사ပါဥပမာပေါ့နော်ကိုကလုပ်ငန်းတစ်ခုထဲရောက်သွားတယ်စီးပွားရေးနယ်ပယ်တစ်ခုထဲရောက်သွားတယ်ဒါပေမဲ့ကိုကဝိုင်မတောက်ဘူးဝိုင်မတောက်တတ်ဘူးเนาะဒါပေမဲ့လူကြီးတွေနဲ့တကယ်တထေးတွေနဲ့စကားဝိုင်းတဝိုင်းထဲမှာဝိုင်လေးထိုင်တောက်ပြီးတော့မှပြောရတော့မယ်ဆိုတဲ့အချိန်မှာဝိုင်လဲတောက်တက်ရမယ်အားလုံးအရက်တောက်ဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့နယ်ပယ်တိုင်းမှာเนาะကိုဒီအသစ်ဆိုရဲကိုမလောက်ဘူးတဲ့အရာတစ်ခုစမ်းကြည့်မှရလာတဲ့အတွေ့အကြုံအသစ်တွေเนาะကိုအတွက်ကဒါမျိုးလားဆိုပြီးတော့မှမစမ်းဖူးတဲ့အသစ်တွေရောအတွေ့အကြုံအသစ်တွေရောရလာမှာပဲဖြစ်တယ်ဥပမာnóiဆိုရင်ပေါ့နော်ထိုင်းမှာဆိုရင်ကွာတထေးတွေတော်တော်များများတော့မဟုတ်ဆက်လေးတော်တော်များတော့စားကြတဲ့ဂျပန်စာတစ်ခုပေါ့နော်ဗာလဲဆိုတော့ omakase လို့ခေါ်တဲ့အစာတစ်မျိုး omakase ဆိုတော့ तू အစိမ်းတွေစားရတာပေါ့နော်ငါးစိမ်းတို့ဘာတော့chef ကနေတဆင့်နိုင်တို့ရဲ့ရှေ့မှာလာလောက်ပြပြီးတော့မှဒါကပါနဲ့လောက်ထားပါတယ်ဆိုပြီးတော့မှရှင်းပြပြီးစားရတာမျိုးပြောရမယ်ဆိုရင်ငါအစိမ်းတို့ဘာလို့တော်တော်များများစားရတယ်အမဲသားအစိမ်းတို့ဘာလို့လဲတော်တော်များပါတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လောက်ကြီးထိကြိုက်တဲ့ထဲမပါဘူးဒါပေမဲ့တနေ့မှာနောက်အေးရဲ့စီးပွားရေးပတ်နာထိုင်းကစီးပွားရေးပတ်နာကomakase တော့စားရအောင်ပြီးအေးစားဖူးလားလို့မေးတော့လေနော်ရမစားဖူးတော့လေညင်းလို့လည်းမကောင်းဟုတ်တယ်မလားမစားချင်ဘူးလို့မညင်းချင်ဘူးစားကြည့်မယ်တကယ်တော့စားကြတဲ့အချိန်မှာကိုမကြိုက်တဲ့ငါအစိမ်းတွေကအရန်ကောင်းနေလိုမျိုးတထေးတွေရဲ့ဘယ်လိုပြောမလဲထိတွေ့မှုတွေကဒီလိုမျိုးတွေပါလားနော်တထေးတွေစားတဲ့အဲ့ omakase ဆိုတယောက်စားတော့စားလို့ရှိရင်ပတ်8000 9000လောက်ကျတယ်အားလုံးဆိုတော့တယောက်ကို8သိန်း9သိန်း10သိန်းလောက်ကျတယ်မြန်မာငွေအဲ့တော့တယောက်8သိန်းတန်တဲ့ omakase ဆိုတာဒါမျိုးလားဆိုတော့ခန်းစားချက်အသစ်တွေရလာတဲ့အချိန်မှာငါလဲ
တနေ့ကြရင်เนาะတထေး feeling ရအောင်ငါစ조사မယ်ဆိုတော့စ조사ချင်စိတ်တွေပိုဖြစ်လာတာမျိုးဖြစ်စေတယ်အဲ့တော့အသစ်ဆိုတဲ့အရာတိုင်းစမ်းရမှာလားเนาะအဲ့တော့အတူချုပ်ပြောရမယ်ဆိုရင်ကိုဘဝအတွက်ကိုရဲ့အနာဂတ်အတွက်အကျိုးရှိမယ်လို့ယုံကြည်တဲ့ကိုရဲ့တာဂတ်အတွက်အကျိုးရှိမယ်လို့ယုံကြည်တဲ့အသစ်ဆိုတော့အရာတိုင်းစမ်းကြည့်သင့်ပါတယ်လို့ပြောချင်ပါတယ်ရှင့်နံပါတ်3တစ်ချက်ကတော့တင်ယူလေးလာမှုကိုပဲတော့မှမရက်ပါနဲ့နောက်ဆိုရင်အခုချိန်ကြီးတင်ယူနေရတော့မယ်လေးလာနေရတော့မယ်ဟိုကိုကဘလောက်ပဲဟိုဘယ်လိုပြောရမှာလဲလောက်လာတာကြာလေးနောက်ဆိုရင် online တက်တန်6နှစ်ရှိပြီonline marketing အကြောင်းလာတင်ပေးတဲ့တက်တန်ဆိုရင်6နှစ်ကျော်ပြီဒါပေမဲ့ဘလောက်ပဲတက်တန်နေဂျာနေပါစေဟိုခစ်တွေပြောင်းလဲလာတာနဲ့အမြနီးလန်းတွေအမြဲတမ်းပြောင်းလဲနေတယ်နောက်တော့ online လဲရောင်းတဲ့ခါကျတော့ customer တွေအမှုကျင့်နေရလဲအမြဲတမ်းပြောင်းလဲနေတယ်ဒါတွေကိုအမြဲတမ်းလေ့လာသင်ယူရတယ်ဆိုတော့လေ့လာသင်ယူမှုရက်တဲ့နေ့ကနော်ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုတွေတည်သွားတဲ့နေ့ပဲတဲ့ဆိုတော့ဘယ်တော့မှလေ့လာသင်ယူမှုကိုမရက်ပါနဲ့ဘယ်တော့မှတိုးတက်ပြောင်းလဲခြင်းကိုမရက်ပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့ဒီ3ချက်ရှိလိုက်ရုံနဲ့ကိုကပဲအလုံးနယ်ပဲမှာပဲရောက်နေတိုးတက်ပြောင်းလဲမယ်လို့ပြောချင်တယ်ကြီးပွားမယ်လို့လည်းပြောချင်တယ်ဘယ်စီးပွားရေးနယ်ပဲမှာပဲလုံနေเนาะအမျက်တွေရောင်းအားတွေပို့တိုးမယ်လို့လည်းပြောချင်ပါတယ်ရှင်ဒီလိုမျိုးဗီဒီယိုကောင်းကောင်းလေးတွေအမြဲတမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ channel လေးကိုလည်း subscribe လေးလုပ်သွားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ပြီးတော့နောက် AC ကနေ online လောက်တဲ့ online marketing အခြေခံတွေလေ့လာချင်တယ်ဆိုလို့ရှိရင်ပေါ့နော်အခုပေးထားတဲ့ Viber QR code ကို scan လုပ်ပြီးတော့မှ Viber ထဲရောက်လာလို့ရှိရင်เนาะ ebook ကို free လာ download ရတယ်အဲ့ဒီ ebook ထဲမှာ online စလုပ်လို့ရတဲ့အခြေခံအချက်5ချက်ဆိုပြီးတော့မှသင်ထားပေးတယ်ဆိုတော့ ebook free ဆိုပြီးတော့မှရေးပြီးလာ download ရပါတယ် admin တွေကနေတစ်ဆင့်ပို့ပေးမှာပဲဖြစ်ပါတယ်ရှင့်အဲ့တော့အဆုံးထိကြည့်ပေးရတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်အားလုံး